ဘောစိတ်ကုန်းနေမုံတုံးပန်မေခင်ပြူရဲ့ဘေးရွာမှာနေတာကိုသိချင်းလာပါတယ်မိုင်းညူညူဆိုင်လို့ရဲ့ညူပြိုင်မောင်ချေတော်တန်လေးတွေကဆွေအဲ့ဒီရွာပဲခွေသဘောကောင်းတဲ့ကလေးမရဲ့ရွာကိုအလေလာမေမင်းတို့အိမ်ရောက်တော့ွယ်မောင်ကိုပါကျွေးမေအော်ဘစ်ကီကတ်လေးဒါမျိုးတွေကိုကိုမိုကကြောမပြခြင်းနေမို့နှစ်တော့ငါဖားမကင်းစားပြခြင်းနေသဘောကောင်းတဲ့ကလေးမရဲ့ခင်တို့အိမ်မှာမိန်မိန်စားခြင်းနဲ့